ဒီကိုတော့အားလုံးမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေလို့ဥစွာပထမဆူတောင်းမြတ်တာပို့လိုက်ရပါတယ်နေ့စဉ်တပွဲကောင်းပွဲကြိုသုံးသက်ချက်များကိုရွေးချယ်တင်ဆက်ပေးနေတဲ့ကျွန်တော်ကိုဆိုပါเนาะဒီကိုတော့မနေ့ကလည်းအစီအပြေကြမယ်လို့ထင်တယ်နောက်ဒီနေ့မှာဆိုရင်အင်္ဂလန်ပရီးမီးယားလိဂ်ဂျာမန်ဘွန်ဒက်လီဂါအီတလီစီးရီးရေစပိန်လာလီဂါပွဲစဉ်တွေအများကြီးရှိပါတယ်ကျွန်တော်အထဲကမှအကောင်းဆုံးကြည့်အောင်နိုင်ဆိုနှစ်သင်းပဲကျွန်တော်ရွေးချယ်ပေးသွားပါမယ်ကျွန်တော်ဒီနှစ်သင်းပေါ့နော်မောင်ကတ်ကတော့ကျွန်တော်3သင်းပေးလိုက်မယ်ဗျနော်ကျွန်တော်မနေ့ကဆိုရင်လည်းကျွန်တော်ရဲ့ TikTok မှာတင်ပေးထားပါတယ် YouTube မှာရောအင်္ဂလန်ဂျာမန်ဘွန်ဒက်လီဂါကလာဘတ်9အောင်ချီစပိန်လာလီဂါ9အောင်အီတလီစီးရီးရေကိုမို9အောင်3ပွဲလုံးအဝင်းဖြစ်ခဲ့ပါတယ်နော်ကျွန်တော် VME မှာဆိုရင်လည်းညီကိုတို့အဆင်ပြေကြမယ်လို့ထင်တယ် Telegram feed channel မှာဆိုရင်လည်းအဆင်ပြေကြမယ်လို့ထင်တယ်ကျွန်တော်ဝမ်းသာပီတိဖြစ်မိပါတယ်နော်ညီကိုတို့ကျွန်တော်ဒီနေ့အကျေးအောင်နိုင်ဆုံးတဲ့သင်းမှာဆိုရင်ကျွန်တော်မန်စီးတီးနဲ့လိအင်္ဂလန်ပရီးမီးယားလိမှာဆိုရင်နော်ကျွန်တော်ဒီစပိန်လာလီဂါမှာဆိုရင်လည်းကျွန်တော် Atletico Madrid နဲ့ Oviedo နောက်ဆုံးတတိယကတော့ကျွန်တော်တို့ဒီကျေးအောင်နိုင်ဆုံးအသင်းကတော့ဂျာမန်ကလပ် Hoffenheim ပါပဲเนาะကဲကျွန်တော်မန်စီးတီးနဲ့လီပွဲလေးကြည့်လိုက်အောင်ပါเนาะဒီမန်စီးတီးနဲ့လီကြည့်မယ်ဆိုရင်ကျွန်တော်မန်စီးတီးရဲ့ဘော်ဒီကြီးမှာဆိုရင်နှလုံး90သားဗျကြေးရပြင်းရှာလုံးနေတယ်မန်စီးတီးဒီနောက်ဆုံး၄ပွဲမှာဆိုရင်2ပွဲရှုံး2ပွဲနိုင်ထားတာကိုတွေ့မြင်ရပါတယ်เนาะဒီအင်္ဂလန်ပရီးမီးယားလိဂ်မှာဆိုရင်နယူကာဆယ်ကို2-1 နယူကာဆယ်ကွင်းမှာ2-1နဲ့ရှုံးထားပြီးတော့ချန်ပီယံလိမှာမိုချာကလာဘတ်ကိုအင်ကွင်းမှာတော့C2 နဲ့ရှုံးထားတာပေါ့နော်သူရဲ့လက်ရှိဂျေးဖွင့်လိမှုမှာဆိုရင်နှလုံး90စားဒီနေ့ပြင်းချလို့နေတယ်လို့ကျွန်တော်မြင်အောင်မိတယ်နော်ဒါပေမဲ့ဒီအတင်းရတဲ့ဒီနောက်ဆုံး၄ပွဲမှာ3ပွဲရှုံးထားတယ်တပွဲပဲနိုင်ထားတယ်နော်ဒါပေမဲ့သူတို့ဒီနှစ်သင်းđốiဆုံမှုနောက်ဆုံး5ချိန်မှာဆိုရင်လည်းမန်စီးတီးက4ပွဲနိုင်ထားတယ်တပွဲပဲရှုံးထားတယ်ဟိုအရင်နှစ်တွေကပေါ့နော်ကြာပြီပေါ့ဒီလက်ရှိနောက်ဆုံး4ပွဲကတော့4ပွဲလုံးနိုင်ထားတာကိုတွေ့မြင်ထားရတယ်เนาะကျွန်တော်တို့မန်စီးတီးကိုပဲရွေးချယ်ပေးခြင်းနဲ့ညီကိုတို့သူ့ရဲ့ body ကြီးကနှလုံး90စားဆိုကြေးရပြင်းရှာလုံးနေတဲ့အတွက်ကြောင့်မလို့ကျွန်တော် body ကိုပဲရွေးချယ်ပေးခြင်းနဲ့ကိုပေါင်းစည်းလေးကတော့မိုင်းနဲ့3လုံးမိုင်းနဲ့20ဖြစ်တဲ့အတွက်ကြောင့်တော့ကျွန်တော်ကိုပေါင်းတော့တိတ်အကြိုက်မတွေ့မိလို့ပါကျွန်တော် body ကိုပဲရွေးချယ်ပေးခြင်းနဲ့ညီကိုတို့เนาะမန်စီးနီးပြမာရီယိုလာရဲ့ဒီနေ့မှာရလက်ကောင်းအခုပြလိုက်မယ်လို့ကျွန်တော်မြင်အောင်မိတယ်ညီကိုတို့เนาะတော့ဒုတိယပွဲဆိုရင်တော့ဒီကြေးအောင်နိုင်ဆုံးအသင်းကဘာအသင်းလဲဆိုရင်ဒီကိုတို့ဂျာမန်ကလပ်ဟော်ဗန်ဟိန်းနဲ့အော်ဘတ်ပဲနော်ဒီဂျာမန်ကလပ်ဟော်ဗန်ဟိန်းကဒီအသင်းရဲ့နောက်ဆုံး၄ပွဲမှာဆိုရင်၄ပွဲလုံးနိုင်ထားတာနော်ဒီကိုတို့အဲ့ဒီချက်ကြည့်မယ်ဗျာနော်၄ပွဲလုံးနိုင်ထားတာအော်ဘတ်ကလည်းဒီနောက်ဆုံး၄ပွဲမှာလည်း၃ပွဲလုံးရှုံးထားတယ်ဗျနော်ဒီနှစ်သင်းရဲ့နောက်ဆုံးတွေ့ကြုံမှာဆိုရင်လည်းဟိုဘင်းက2ပွဲနိုင်ပြီး2ပွဲတက်ရေးကြတယ်ဒီ2ပွဲတက်ရေးကြတဲ့ဟာတွေကလည်းအရင်နှစ်တည်းကပေါ့နော်ဒီ2021 2022ကတွေ့ဆုံမှုတွေလက်ရှိဟိုဘင်းခြေစမ်းလေးကလည်းတော်တော်ကောင်းမွန်နေအောင်တွေ့မြင်ရတယ်နော်ကျွန်တော်ဟိုဘင်းကိုပဲရွေးချယ်ပေးခြင်းတယ်ဗျသူ့ရဲ့ body ကြီးကတလုံး40စားဆိုပေမဲ့ကြေးလေးကလည်းနည်းနည်းပြင်းတယ်လို့ကျွန်တော်ယူဆမိတယ်ကိုပေါင်းစည်းကတော့3လုံးပြန်မနေ့ကတော့ဂျာမန်ဘွန်ဒက်လီဂါတွေ6ပေါင်း9အောက်သွားကြတာပေါ့နော်ကျွန်တော်ကတော့မနေ့ကလာဘတ်ကို9အောက်ကျွန်တော်တယောက်ပဲရွေးချယ်ပေးရလို့ထင်မိတယ်ဗျအကုန်လုံးက9ဘော်တွေကြီးပဲလို့ထင်ကြမှာပဲကျွန်တော်ကတော့ဘက်ကန်လိုက်တာပေါ့အောင်မြင်သွားတယ်ကလာဘတ်ကို9အောက်နော်ကျွန်တော်ဒီနေ့ဟော်ဟင်းကိုသူ့ရဲ့ body ကြီးကတလုံး40စားဆိုပေမဲ့ကျွန်တော်တော့ပြင်းရှာလုံးနဲ့လို့ကျွန်တော်မြင်အောင်မိတယ်ဒါပေမဲ့ကျွန်တော်ဟော်ဘန်ကိုပဲရွေးချယ်ပေးခြင်းနဲ့ညီကိုတို့เนาะဂျာမန်ဘွန်ဒက်လီဂါမှာတော့ကြေးအောင်နိုင်ဆုံးအသင်းကတော့ဟော်ဘန်ပါပဲเนาะနောက်ဆုံးကတော့ကျွန်တော်တပွဲပေးလိုက်တော့မယ်ဒီ Atletico Madrid နဲ့ Oviedo တော့ Atletico ပဲရွေးချယ်ပေးပါတယ်ညီကိုတို့เนาะကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်ကို TikTok ရဲ့ဗီဒီယိုဖိုင်ကိုကြည့်ရှုသူတွေအားလုံးကိုလည်းတယောက်ချင်းစီကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ရဲ့ဒီ TikTok ကိုလည်း follower တက်နေပေးဖို့ဖိတ်ခေါ်ပါရစေเนาะအားလုံး
ကျမ်းမှချမ်းသာပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်เนาะညီကိုတို့เนาะနောက်ဖက်မှာပြန်လဲဆုံတွေ့ကြပါစို့